င်္ဂလာပါဒီနေ့မှာတော့အပြင်မှာဝယ်စားရင်ဈေးကြီးပြီးနည်းနည်းလေးပဲရတဲ့ကိုရီးယားကင်ချီကိုအိမ်မှာလွယ်လွယ်ကူကူလုပ်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးမုံညင်းတုပ်ကိုလေးစိတ်ထားပေးပါမယ်ပြီးရင်တော့မုံညင်းရဲ့တရွက်ချင်းစီကြားတဲ့ကိုစားတိတ်ပေးပြီးမုံညင်းလေးတွေနွမ်းသွားအောင်နှက်ထားပေးပါမယ်မုံညင်းရကလေးတွေနွမ်းသွားအောင်နှက်ထားတဲ့အချိန်မှာဆန်မုံကိုရေနဲ့ရောပြီးမီအေးနဲ့ကြိုပေးပါမယ်အခုစားထည့်ပြီးတော့ဆက်ဖို့ပေးပါမယ်အခုလိုပြစ်လာပြီဆိုရင်တော့ဆန်မုံအနှစ်ရပါပြီမုံလာဥနီကိုချစ်ပေးထားပါမယ်ပန်းတစ်တော်ကိုအခွန်ခွာပြီးရင်တော့ရေဆေးပေးပါမယ်မုံလာဥနီကိုပါလီးပါမယ်ကျက်သွမိတ်ကိုလည်းအနေတော်လှီးပေးပါမယ်ကျက်သွမြူလှီးထားတဲ့ပန်းတစ်တော်နဲ့ဂျင်းတို့ကိုကြိတ်ပေးပါမယ်ကြိတ်ပြီးရင်တော့ငရုတ်သီးမုံအယောင်နေမုံတကြားငန်းပြားရီတို့ကိုထည့်ပြီးနှက်ဆက်အောင်နယ်ပေးပါမယ်ကြိုထားတဲ့ဆန်မုံကိုထည့်ပြီးထပ်မံနေပေးပါမယ်နောက်ဆုံးမှာလှီးထားတဲ့ကြက်သွမိတ်နဲ့မုံလာဥနီတို့ကိုထည့်ကအားလုံးနှက်ဆက်အောင်နေပေးလိုက်ရင်တော့ကင်ချီအနှစ်ရပါပြီအခုမုံညင်းလေးတွေနွမ်းသွားပြီဆိုရင်တော့ရေနဲ့စားတွေပြအောင်ဆေးပေးပါမယ်အခုရေဆေးထားတဲ့မုံညင်းလေးတွေကိုရေစင်အောင်စစ်ပေးထားပါမယ်ရေစင်အောင်စစ်ထားတဲ့မုံညင်းရွက်တွေကြားထဲကိုပြုတ်လုထားတဲ့ကင်ချီအနှစ်တရွက်ချင်းစီလိုက်သိပ်ပေးပါမယ်
အားလုံးကိုနှက်ဆက်သွားအောင်သိပ်ပြီးရင်တော့ဘူးတွေကိုထည့်ထားပေးပါမယ်အခုလိုဘူးထဲထည့်ပြီးရင်တော့အပြင်မှာတရက်ခန့်ထားပေးပါမယ်တရက်လောက်ထားပြီးပြီဆိုရင်တော့အကင်နဲ့ပဲစားမလားခောက်ဆွဲပြုတ်နဲ့ပဲစားမလားအသင့်စားလို့ရတဲ့ကိုရီးယားကင်ချီကိုရရှိပါပြီနောက်ရက်မှာတော့ရေခဲတတာတွေကိုထည့်ထားပေးပါ